အလင်းထဲမှာအသက်ရှင်နေဆိုတာဘာကိုပြောအလင်းထဲမှာအသက်ရှင်နေဆိုတာတင်းကယေရှုခရစ်တော်ထဲမှာအသက်ရှင်နေတာကိုပြောဖြစ်တယ်တင်းရဲ့အပြင်မှာလှုပ်ဆောင်နေတဲ့ဥစ္စာတွေကိုပြောရမှာမဟုတ်တင်းရဲ့အကျင့်ကောင်းခြင်းတွေအတွေးခေါ်တွေကောင်းခြင်းတွေ positive တွေဒီများပေါ်ကျင်နာခြင်းတွေကောင်းခြင်းတွေပြောနေရမဟုတ်အဲ့ဒါတွေကမကောင်းလားကောင်းတယ်ဒါပေမဲ့ဘယ်သူမှလည်းမကောင်းယေရှုကလွယ်တို့ဖခင်ကလွယ်တို့ဘယ်သူမှမကောင်းတို့ကောင်းတယ်ဘယ်လောက်ထိကောင်းနိုင်လဲဖခင်တော့မကောင်းနိုင်ဘူးလေဖခင်တော့မကောင်းနိုင်လို့လေဖခင်ခင်လာခဲ့ရတယ်ဖျားတို့တန့်ရှင်တဲ့တူတယ်မရှိဘူးလေအဲကြောင့်ဖျားသခင်ရှုပြရင်လာပြီးကျွန်တော်တို့သိခံကျွန်တော်တို့အသိခံပေးသွားတယ်ကျွန်တော်တို့ကက်တင်ပေးသွားတယ်ဟုတ်ဆိုအလင်းထဲမှာရှောင်းနေတယ်ဆိုတော့ဘာတွေပဲအလင်းထဲမှာရှောင်းနေတယ်ဆိုတာသခင်ရှုထဲမှာရှိပြီးတော့ရှောင်းနေတာကိုပြောတာသခင်ရှုထဲမှာအလင်းမရှိရမောင်မိုက်တကူသုံးတစ်ခုမှမရှိဘယ်မှာပြောထားတယ်တိတ်ရောတိတ်ငါမှာပြောထားတယ်စဖတ်မှာနော်နောက်မဟုတ်ရင်ယုံမှာမဟုတ်လေထိုနှုတ်ကပတ်တော်ထ၌ငါတို့သည်ကြားရ၍သင်တို့အားပြသတော်တရားစကားဟုမူကားဖျားသခင်သည်အလင်းဖြစ်တော်မူ၏ဖျားသခင်၌မောင်မိုက်အလင်းမရှိဖျားသခင်ကအလင်းဖြစ်တယ်ဖျားသခင်မှာအမောင်မရှိဘူးအဲဆိုဖျားသခင်ထဲမှာရှိတဲ့လူတွေအကုန်လုံးကယုံကြည်လူတွေအကုန်လုံးကအလင်းထဲမှာရှိတယ်ဖျားသခင်ထဲမှာမရှိတဲ့လူတွေအကုန်လုံးအမောင်ထဲမှာရှိတယ်ဖျားသခင်မှာရှိရင်အလင်းထဲမှာရှိတယ်ဖျားသခင်ထဲမှာမရှိရင်အလင်းထဲမှာမရှိဘူးမောင်မိုက်ထဲမှာရှိတယ်ဒီကဘာကြီးကအမောင်ကြနေဒီကအလင်းကအလင်းအစစ်မဟုတ်အလင်းအစစ်ကဖျားသခင်ယေရှုခရစ်တော်ထဲမှာပဲရှိတယ်ဖျားသခင်ဖခင်မိတော်ကိုယ်တိုင်ကျွန်တော်တို့အကုန်လုံးယေရှုခရစ်တော်ထဲထည့်လိုက်တယ်အဲကြောင့်ကျွန်တော်တို့ကတန်ရှင်တော်သူဖြစ်တယ်ဖြောင့်မတ်တော်သူဖြစ်တယ်အလင်းထဲမှာချောင်းနေတော်သူဖြစ်တယ်သခင်ယေရှုထဲမှာအလင်းမရှိတယ်အမောင်တစ်စက်မှမရှိဘူးစပ်ဖတ်မယ်နံပါတ်6မှာငါတို့ဒီဖျားသခင်နဲ့မိတ္တရာဖွဲ့ပြီးဆိုလျက်ပင်မောင်မိုင်းနဲ့ကျင့်လေလျင်တစ္ဆာတရားကိုမကျင့်မှုတာကိုသုံးတော်သူဖြစ်ကြ၏ပါ၏တယ်အတိတ်ပဲကတော့တင်ကသခင်ရှုထဲမှာရှိတယ်လို့ယုံကြည်စိတ်ချနေရတော့တင်ကအလင်းထဲမှာရှိနေမယ်ဒါပေမဲ့တင်ကသခင်ရှုထဲမှာရှိတယ်ဆိုတော့ယုံကြည်စိတ်မချဘူးငါအလင်းထဲမှာချောင်းနေတယ်ဆိုတော့လည်းယုံကြည်စိတ်မချရင်တော့တင်ကအမောင်ထဲမှာကျင့်နေရဖြစ်တယ်အလင်းထဲမှာရှိနေတဲ့လူကအလင်းသားလိုပဲအသက်ရှင်မှာဖြစ်တယ်ကိုကအမောင်ထဲမှာရှိနေတော့ယုံကြည်တဲ့လူကအမောင်နဲ့မောင်မိုင်းနဲ့အသက်တာနဲ့ပဲရှင်မှာဖြစ်တယ်ကိုဘယ်သူလဲဆိုတော့သိနေဖို့အရင်ရေးကြည့်တယ်အဲကြောင့်လို့ကိုကသခင်ရှုယုံကြည်လက်ခံလိုက်ရတဲ့ဖျားခင်သခင်ရှုခရစ်တော်ထဲရောက်သွားပြီအလင်းထဲရောက်သွားပြီတန့်ရှင်စင်ကြယ်တဲ့ဖြူစင်တော်သူဖြစ်သွားပြီကပလာလိုနီလိုတဲ့ဖြူစီတဲ့ဆိုတဲ့တခြင်းကြီးချစ်ရောက်တာအရှိနဲ့အနောက်တင်းအပြစ်တွေကွာစေပြီဟေပြဲရှစ်စနစ်တင်းအပြစ်တွေအကုန်လုံးမေ့ပစ်လိုက်ဖះမေ့လိုက်ပြီဆိုမေ့သွားပြီလူကမေ့ပြီဆိုမေ့ရှင်မမေ့ဦးမယ်မေ့ပစ်လိုက်ပြီဖះတင်းအပြစ်တွေတစ်စုံတစ်ခုမှမမှတ်ထားဘူးဘာဖြစ်လို့လဲယေရှုလုပ်ပေးခဲ့တဲ့ကားတိုင်းမှာလုပ်ပေးခဲ့တဲ့ဥစ္စာအရင်အပြစ်အခုအပြစ်နောက်လုံးမဲ့အပြစ်တွေအကုန်လုံးရှင်းပေးပြီးသွားပြီတန့်ရှင်းစေပြီးသွားပြီတင်းအောင်မယုံနိုင်တင်းကသခင်ရှုဖျားရင်စော်ကားနေရမှာဖြစ်တယ်ယေရှုလုပ်ပေးခဲ့တာမပြည့်စုံအဲကြောင့်ငါတောင်းပန်ရမယ်ဝင်ချတောင်းပန်ရမယ်ဝင်ချတောင်းပန်မှာပဲအပြစ်လွတ်မဲ့ပုံစံတွေဖြစ်ကုန်ပြီတင်ကအပြစ်လွတ်လို့တင်ကဝင်ချတောင်းပန်တာဖြစ်တာကိုယ်အကျွေးဆက်ပြီးသွားပြီတယောက်ကဆက်ပြီးသွားဆိုဟောငါဒီချိန်တော့ဒီအကျွေးတော့တင်သွားတယ်အေးစစ်စစ်ပဲပြောရဲကျေးဇူးတင်တယ်အကျွေးရှင်ကိုကျေးဇူးတင်တယ်ကျွန်တော်တို့ပြည့်တဲ့ကောင်လုံးစစ်ပြီးသွားယေရှုကျေးဇူးတင်တယ်ဖျားခင် Thank you Jesus Thank you Jesus Praise the Lordဖျားခင်ကရှင်းမစရာပဲရှိတယ်ဒါမောင်မိုင်းနဲ့ကျင်နေတယ်ဆိုတော့ဘာဖြစ်ကျင်နေလဲဆိုတော့ကိုဘယ်သူလဲဆိုတော့ကိုမသိတာကိုအမောင်ထဲမှာရှိနေလို့ထင်ညာဖျားသားသမီးဖြစ်ပြီးတော့မသိရင်ပျက်စီးခြင်းခံရငါလူတို့တွေညံနေရွေတာပညာမရှိတော့ကြောင့်ပျက်စီးကြတယ်အဓိက knowledge ပေါ့အင်္ဂလိပ်လိုကကျွန်တော်ပို့ရဆိုတော့ငါလူတွေညံပညာနေတော့ကြောင့်အဲ့ရဒီကဖွင့်ပြခြင်းမသိရင်ကိုကအလင်းထဲမှာရှိနေဆိုတော့ကိုကမသိရင်ကိုကအမောင်ထဲမှာကိုအကျင့်စရိုက်ကိုကြည့်ပြီးဟာငါဟိုမှာအပြစ်လုပ်မိသွားတယ်မှားသွားတယ်ဒီဟာတွေကိုကြည့်ပြီးကိုယ့်ဟာကိုအမောင်ထဲမှာခြောက်နေရလို့ထင်တယ်အဲဆိုအမောင်နဲ့အလင်းနဲ့ဝင်လိုက်ထွက်လိုက်ဖြစ်နေမှာသိရပါဒါပေမဲ့ယေရှုထဲမှာရှိနေမှာလားတသက်လုံးကိုကအလင်းထဲမှာရှိနေတာအဲယုံကြည်စိတ်ချနေရင်တင်ကအလင်းထဲမှာရှိနေတယ်တင်ကအလင်းထဲမှာခြောက်နေတယ်ဆိုယုံကြည်စိတ်ချဆိုတော့တွားနိုင်မှာနံပါတ်9မှာလည်းကြည့်လိုက်ဖျားသခင်ဒီအလင်းတော်၌ရှိတော်မူတကယ်တော့ငါတို့ဒီအလင်း၌ကျင့်တယ်လေဆိုတာဖျားသခင်ကသခင်ရှုဖျားသခင်ကအလင်းမဲ့ရှိတာကျွန်တော်တို့ကလည်းအဲ့ထဲမှာရှိနေတယ်ဆိုရင်ကျွန်တော်ကလည်းအလင်းထဲမှာရှောင်းနေတော့သူဖြစ်တယ်ရှောင်းနေတော့သူ
ယုံကြည်တဲ့သူယုံကြည်ခြင်းရှိမှသာဖျားခင်စိတ်တော်နဲ့တွေ့တယ်ယုံကြည်ခြင်းရှိတဲ့သူကပဲရှောင်နေတာဖြစ်တယ်ဒီအပြစ်မှာကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုပြောနေမှာမဟုတ်ဒီရဲ့လှုပ်ဆောင်ချက်ကောင်းတဲ့ဥစ္စာတွေကတော့အလင်းထဲမှာရှိနေတယ်ဆိုတော့ယုံကြည်စိတ်ချတဲ့သူတွေကအလိုလိုတီးလာလိမ့်မယ်ပန်းတီးရပန်းတီးပဲတီးရတခြားအတီးမတီးဘူးကောင်းတဲ့အတီးရကောင်းတဲ့အတီးပဲတီးရဖျားခင်လာရင်ဖျားခင်ရဲ့အသက်တာပေါ်လာလိမ့်မယ်ယေရှုကိုယုံကြည်ရင်ယေရှုရဲ့အသက်တာတွေပေါ်လာလိမ့်မယ်ယုံကြည်ခြင်းရရင်စားတာအကုန်လုံးဖျားခင်တားတော်ယေရှုခရစ်အသေးတော်ဒီအဲ့မှာလည်းအပေါ်မှာရေးထားအရှင်းရှင်းမိတ္တရာဖွဲ့ခြင်းရှိကြသည်ဖြစ်၍ယေရှုထဲမှာရှိမှပဲအရှင်းရှင်းမိတ္တရာဖွဲ့ရကိုကအလင်းနဲ့အမောင်နဲ့ထွက်လို့ရတယ်အလင်းနဲ့အမောင်နဲ့ဘယ်လိုထွက်လို့ရမှာလဲဖျားကိုယ်တိုင်ကိုယ်အလင်းနဲ့ထည့်ပြီးသွားပြီကိုကအလင်းနဲ့အမောင်နဲ့ခုံထွက်လို့မရတော့ဘူးနော်အေးတင်မောထဲကိုထည့်ပြီးသွားရင်နော်အေးတင်မောထဲကနေနော်အေးခုံထွက်လို့ရတာမရဘူးယေရှုပိတ်ပြီးသွားရင်ဘယ်သူမှဖွင့်လို့မရဘူးယေရှုကထည့်ပြီးသွားပြီအလင်းတော်တော့တင်းကိုထည့်ပြီးသွားပြီဆိုရင်ဒီအလင်းတော်တွေကနေဒီမောင်မိုက်ထဲကိုပြန်သွားလို့မရဘူးအဲ့ယုံကြည်ခြင်းမှာကိုကအလင်းထဲမှာရှိနေပြီးတော့ကိုအမောင်ထဲမှာရှိနေလို့ထင်နေရတော့မကောင်းတဲ့အကျင့်တွေပေါ်ထွက်လာပေါ့ဘာဖြစ်လို့ကိုကအမောင်ထဲမှာရှိနေတယ်လို့ယုံကြည်စကြတယ်နော်ရီတဲ့တင်မောထဲမှာမမအပြစ်တွေမလုပ်ဘူးလို့ထင်လို့တာအဲ့ထဲမှာလဲမမယုံလို့ရှင်းလို့တာသူရဲ့အတွေးခေါ်တယ်ဒီထဲမှာမှားကြမှာပဲဒါပေမဲ့တင်မောထဲကနေထွက်တာမထွက်ဘူးအလင်းထဲကအလင်းထဲပဲယေရှုထဲမှာရှိရင်ယေရှုထဲမှာပဲဖြစ်တယ်အမှန်လည်းဖျားခင်တားတော်ယေရှုခရစ်အတွေးတော်တွေငါတို့အပြစ်ရှိများကိုစေကြောတော်မူ၏ယေရှုအပြစ်အကုန်စေကြောပြီးသွားတော့တရားကိုယုံကြည်စိတ်ချဖို့လိုတယ်ယုံကြည်သူဖြစ်ရင်ယုံကြည်ဖို့လိုတယ်နာမည်ကိုယုံကြည်သူဖြစ်တော့ဖျားခင်လှုပ်ပေးသွားတဲ့ဥစ္စာကိုမယုံကြည်ရင်ပြန်ဆင်ခြင်ပါဖျားခင်ပြောပါအရင်ယုံရှင်လားယုံကြည်ဖို့မဆပါဆိုးတွန်းသွားမှာမဟုတ်ဘူးဖျားကအပြစ်တွေအရင်အပြစ်ကောခုပြစ်တော့နောက်အပြစ်တွေလုပ်ရချင်မှာအပြစ်တွေထပ်လုပ်ဖို့လိုင်စင်ပေးနေရတယ်မဟုတ်ဘူးဒါပေမဲ့ကိုဘယ်သူလဲဆိုတာသိပါရင်ကိုကအင်ကြီးတန်တန်ရှင်းရှင်းအဖြူအောင်လေးဝတ်ပြီးသွားရင်အပေမခံရှင်တော့ဘူးယေရှုကိုယုံကြည်ပြီးသွားရင်လည်းယေရှုလက်ခံပြီးသွားရင်ကိုအတွင်းစိတ်ကတစ်ထည့်ရတန့်ရှင်တော်ဝင်ရလောက်ပြီးတင်အရင်ကကြိုက်နေတဲ့အပြစ်တွေမလုပ်ရှင်တော့ယေရှုလက်ခံပြီးရင်တရားအပြစ်ကိုထပ်ကြိုက်ပြီးဆက်လုပ်ရှင်အောင်မယ်ထင်တာဖျားပြောလိုက်တာရိုးရိုးလေးဧဝံဂေလိတည်င်းကောင်းယေရှုအကြောင်းဟောခိုင်းတာပြောခိုင်းတာရိုးရိုးရှင်းရှင်းလေးပဲပြောရုံပဲအကုန်လုံးလွတ်ပြီးဘလို့ထိန်းချုပ်ရမလဲလို့လူတွေကိုထပ်ပြောခိုင်းတာမဟုတ်မင်းတို့တွေဒီမျိုးလုံးမှတန့်ရှင်တော်သူဖြစ်မယ်နောက်မှအပြစ်တွေနည်းနည်းကြံအောင်မယ်မင်းတို့အပြစ်တွေလွတ်ဖို့အတွက်ဟိုတွေဘာမှမပြောယေရှုပြောခိုင်းလိုက်တာငါမင်းတို့အတွက်အပြစ်တွေအကုန်ကားတိုင်းမှာစေကြောပြီးသွားပြီအဲ့ဒါကိုဟောလိုက်လူတွေယုံတယ်ငါအထဲဝင်ပြီးတော့သူတို့ထင်ရင်အသက်ရှင်ပေးမယ်သူတို့ကြိုက်တဲ့အပြစ်တွေငါဖယ်ရှင်းပေးမယ်ပြောင်းလဲပေးမယ်တွေးခေါ်တယ်အဲ့ဒါယေရှုဖျားခင်ဖြစ်တယ်ကျင့်ခိုင်းတဲ့ဖျားမဟုတ်ဘူးလုပ်ပေးတဲ့ဖျားဖြစ်တယ်ကဲအလင်းထဲမှာရှိရဆိုမယုံနိုင်သေးရင်တစ်ပေနှစ်ကိုထပ်သွားမယ်တင်တို့မူကားမောင်မိုက်ထန်၌အံဖွယ်တော်အလင်းတော်တို့ခေါ်တွင်းတော်မူတော့မောင်မိုက်ထဲရနေအံဖွယ်တော်အလင်းတော်တို့ခေါ်တွင်းတော်မူတော့သူဤဂုံကျေးဇူးတော်ညာအမောင်ကနေအလင်းဘလို့ရောက်တာယေရှုယုံကြည်ခြင်းအပြင်တင်ရယေရှုထဲရောက်သွားယေရှုထဲမှာအမောင်တစ်စက်မှမရှိဘူးကျွန်တော်တို့ကယေရှုရဲ့ခန္ဓာကိုယ်ဖြစ်တယ်ယေရှုကဥကောင်းဖြစ်တယ်ယေရှုရဲ့ထဲမှာအလင်းမှရှိတယ်ယေရှုထဲမှာရှိနေတယ်ဆိုတော့ယုံကြည်စိတ်ချဖို့လိုပဲယုံကြည်သူဖြစ်ရင်ယေရှုကိုယုံကြည်ရမယ်ယေရှုထဲမှာရှိနေတယ်ဆိုတော့ယုံကြည်စိတ်ချရမယ်အလင်းတော်ထဲမှာရှိနေတယ်ဆိုတော့ယုံကြည်စိတ်ချရမယ်အဲ့ဒါသုံးမျိုးနဲ့ယုံကြည်စိတ်ချနေတဲ့အလင်းထဲမှာခြောက်နေတော်သူဖြစ်တယ်ပြောင်းလဲပြီးသွားမှာဖျားခင်မယ်ကောင်းတဲ့အကျင့်တွေဖြစ်သွားမှာဖျားခင်မယ်ကောင်းတဲ့အတွေးခေါ်တွေဖြစ်သွားမှာလုပ်ပြီးမှာဖျားခင်မယ်တန့်ရှင်တော်ဝင်တော်ပဲသခင်ရှုဖျားပဲအဲ့ရဂုံကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်အမျိုးဖြစ်ကြ၏ယေရှုကိုယုံကြည်တာနဲ့အဲ့အမျိုးဖြစ်သွားပြီအဲ့အမျိုးကဘယ်သူတွေဖြစ်တယ်အဲ့အမျိုးဖြစ်တာနဲ့သင်ကမင်းစည်းစိမ်ရှိသောယေဘရဟိအမျိုးတန့်ရှင်တော်လူမျိုးပ
ပိုင်ထိုက်တော့အပေါင်းအသင်းဖြစ်ကြ၏ဖြစ်ကြ၏လို့ပြောရမဟုတ်ဖြစ်ကြ၏လို့ပြောရဖြစ်လာမယ်လို့ပြောမဟုတ်ဖြစ်ကြ၏ဖြစ်နေတာလင်းယုံကလင်းယုံလိုပဲအသက်ရှင်တယ်အပေါ်မှာပြန်ဝဲတယ်ကြက်ဆိုရင်တော့ကြက်ကအောက်မှာပြန်ဝဲတယ်ဒါမဲ့အလင်းထဲမှာရှိနေမှမသိတော့အမောင်ထဲမှာထင်နေရလေကိုကလင်းယုံလင်းထဲမှာရှိနေတယ်ဆိုတော့လင်းယုံဖြစ်နေမှမသိတော့ကြက်တွေလိုမျိုးလိုက်နေနေတာယုံကြည်သူဖြစ်ရတာနဲ့ကိုကအလင်းတော်ထဲမှာရှိနေဆိုတော့သိတယ်ကိုရဲ့အတွေးခေါ်တွေလည်းတန့်ရှင်းလာနေမယ်ဖြောင်းမဲ့လာနေမယ်ဖျားစကားကိုလည်းများများကြားရှင်းလာနေမယ်ဖျားစကားကျွန်တော်တို့တန့်ရှင်းပြရဖြည့်ရှင်းပြရအကုန်လုံးပဲဖျားစကားအရင်အရေးကြီးတယ်ကျွန်တော်ကိုယ်တိုင်ကျွန်တော်မပြောင်းလဲနိုင်ဘူးဒါပေမဲ့ဖျားစကားကြားရုံနဲ့တင်လူကိုပြောင်းလဲစေတယ်လူကိုယုံကြည်ခြင်းပေးတယ်ယောမ30စက္ကွန် fake come by hearing by word ကိုကြားနာရှင်ယုံကြည်ခြင်းဒီကြားနာရှင်အဖြစ်လာဒီပေါ့မြန်မာလိုပေါ့ sorry 30မှာ30ကတော့နည်းနည်းရှုပ်တယ်ဒီကမြန်မာလိုမှာရေးထားအထက်ကအပေါင်းတင်မဟုတ်အင်္ဂလိပ်လိုမှာကျတော့သူကဖျားကိုမယုံကြည်လူလိုတော့အသက်မရှင်တော့ not of people လို့တော့ပြောထားအတိတ်ပဲကတော့တဲ့ပါလူလိုအတွေးခေါ်တယ်ဖျားခင်ဖန်ဆင်းပေးထားတဲ့လူလိုမျိုးအတွေးခေါ်တယ်ပါရင်မရှိတော့ဘူးဆိုးကျွမ်းနေတယ်ဆိုးယွန်းနေတယ်လူတွေကဒါမဲ့သခင်ရှုယုံကြည်တဲ့အချိန်မှာအခုကဘာဖြစ်တော့ဒီမှာတော့အပေါင်းအသင်းတော့ခေါ်တာအင်္ဂလိပ်လိုကတော့ my people လို့ပြောပြီးပါ God people of God ဆိုပြီးတော့ပြောတယ်။မှာဖျားသခင်အပေါင်းအသင်းတွေဖြစ်ကြတယ်။အရင်တော့အမောင်ထဲမှာဖျားသခင်ရဲ့ကျူးနာတော့ကျေးဇူးတော်ကိုမခံစားရအောင်။ဒါပေမဲ့အခုကသခင်ရှုထဲမှာရှိတယ်ကျွန်တော်တို့အလင်းသားတွေအလင်းတူတွေဖြောက်မဲ့တော်သူတွေကကျေးဇူးတော်ကိုအထက်ဂုံကျေးဇူးတော်ကိုအထက်ကမခံရတော့လေယခုတွင်ခံရကြ၏။ကျေးဇူးတော် share ခံစားရမရမိုက်ရယောမ9စက္ကွန်မှာရေးထားတယ် abundance of life and then gift of righteousness okay you are blessed အားလုံးကြားတဲ့လူတိုင်းဝိညာဉ်မျက်စိဝိညာဉ်နာပွင့်ပါစေကြားပါစေယုံကြည်ပါစေသခင်ရှုနာမ၌ဆုတောင်းပါ၏အာမင်နာရှိတော်သူမြည်တကားကြားပါစေ